မင်္ဂလာပါရှင် Tracer Rhythm by Ammonium Program မှာကြိုဆိုလိုက်ပါတယ်ဒီ season မှာဆိုရင် Ammonium များရဲ့တဦးချင်းစီမိုးရဒီခန်းစားချက်များနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့မှာတော့မဆုဂျူနီတီရဲ့မိုးရဒီနဲ့ပတ်သက်တဲ့ခန်းစားချက်လေးကိုဖော်ပြပေးလိုက်ပါတယ်မိုးရဒီဆိုတာတချို့အတွက်တော့အိမ်မက်ဟောင်းတွေပြန်တတိယစီတဲ့ရာသီတချို့အတွက်တော့နှလုံးသားကိုလက်တစိတ်နားထောင်ခိုင်းတဲ့အချိန်မှဖြစ်ပါတယ်တခါတလေမိုးရွာရင်ညပြီးမှလမ်းမီးရောင်တွေကတော့ကြပြဆက်နေတတ်ပါတယ်။ကော်ဖီပူတစ်ခွက်ဖွင့်ထားတဲ့တချင်ဟောင်းတစ်ပုတ်ရင်းပေါက်ပေါ်ကျလာတဲ့မိုးဆက်တဲ့ဒီအရာတွေကလူတယောက်ရဲ့စိတ်ကိုတိတ်တိတ်လေးနဲ့ထွေးစေတတ်ပါတယ်။မိုးခါတချို့နေ့တွေကိုဝမ်းနေစေတယ်။ဒါပေမဲ့တချို့နေ့တွေမှာတော့အဆင်ပြေသွားမှာပါလို့တူတူလေးပြောပြနေသလိုပါပဲ။မိုးဆက်တိုင်းမှာပုံပြင်လေးတွေရှိပါတယ်။တတိယချင်းတွေလွမ်းဆွချင်းတွေနောက်ပြီးအသက်ပြန်စားနိုင်မယ့်မျိုးရင်းချက်တွေလည်းရှိပါတယ်။ဒီနေ့မိုးရွာနေရင်အပြင်လောကရဲ့ဆူညံတန်တွေကိုခဏမိပြီးကိုယ်နှလုံးသားအတန်ကိုနားထောင်ကြည့်ပါ။ဘာလို့လဲဆိုတော့မိုးဟာတခါတလေလူတွေရဲ့စိတ်ကိုကူတာပေးတယ်လို့ပါ။နောက်ပတ်ဒီလိုအချိန်မှာလဲ Tracer Rhythm by Ammonium Program အစီအစဉ်လေးကိုစောင့်မျှော်နားဆင်ပေးပါဦးနော်။